ကဲရှမ်းခေါက်ဆွဲမုတ်ပတ်လေးကိုကျွန်မပြုတ်ပြီးသွားပါပြီမှာအငွေ1000တောင်းလေးကိုထားနေပါတယ်အခုမှမိဖို့ဘောကဒါမနဲ့တော့မဟုတ်ဘူးကျွန်မနေ့လေရမှဒါရှမ်းခေါက်ဆွဲပတ်ကိုပေါ့နော်ကျွန်မဟိုကလောက်လိုက်တာပါစိန်ထားတာပေါ့နော်အခုတော့တဝက်စုလေးကျွန်မလောက်တယ်အဲ့ဒါပြီးတာနဲ့ဗာထည့်မလဲဆိုဒီမှာစီတိုဘူးအရေးလေးစမ်းပါမယ်ဒါချုံမုံလေးနည်းနည်းလေးထည့်ထားတယ်နော်စီတိုဘူးအရေးလေးစမ်းပါသူကနည်းနည်းလေးလေးတဲ့အတွက်နည်းနည်းအနေတော့လေးဒါလေးကတော့ဟိုပါပေါ့ရေပဲဆန်မို့ရေပဲဆန်လေးကိုကျွန်မနည်းနည်းပဲထည့်ပါတယ်ဒီမှာပါအပြင်မိန်ဒီမှာမိန်လေးရတော့ပါလေဆိုတော့ဒါလေးကကျွန်မကြက်သားကိုအတုံးလေးတွေမလုပ်တော့ဘူးဒါတယောက်တုံးကိုယ့်ဘာသာကိုခွာစားမယ်အသားလေးကိုပေါ့နော်ဟိုစီချက်ခောက်ဆွဲလို့မျိုးကျွန်မကဒါရှက်ခောက်ဆွဲစီချက်ပေါ့ဒါကတော့အသားတုံးလေးကိုကျွန်မဒီပေါ်မှာတင်လိုက်ပါတယ်ပြီးအနှစ်ခရမ်းချင်းဒီကြက်သွန်းဒီကြက်သွန်းပြူအဲ့ဒါနဲ့ချက်တဲ့အနှစ်ကလေးနဲ့ကျွန်မဒီမှာနေယုံမှာပဲပြီးရင်စီသိန်းနေလောင်းလိုက်ပါတယ်ပြီးရင် main ဖြစ်တယ်မပါမဖြစ်မုံငင်းကျင်လေးပါကဲချစ်တို့ရေဒါဆိုရင်တော့စားလို့ကောင်းတဲ့အရသာရှိတဲ့ရှမ်းခေါက်ဆွဲလေးတစ်ပွဲဖြစ်သွားပါပြီရှင်ပါဝင်တဲ့ပစ္စည်းတွေကမုတ်ပတ်ရင်မြေပဲဆန်လေးကိုကြိုက်ရင်ထဲမကြိုက်ရင်မထဲနဲ့ပေါ့နော်အဓိကမုံငင်းချင်းအဓိကကတော့စီတိုဦးတောင်ဖြော်တာနည်းနည်းလေးများသွားတယ်အဲ့ဒါပြီးတော့အဓိကတော့ဒီအနှစ်ပါဒီအနှစ်ချက်တာအသားလေးတွေချို့ကတုံးတယ်ကျမတို့ကတော့စီချက်ခောက်ဆွဲလိုမျိုးနဲ့မတုံးတော့ဘူးပေါ့နော်ဒီလိုအသားလေးတွေချို့ကတုံးကြတယ်ကျမမတုံးတော့ဘူးဒီကြက်သားတွေကိုပဲဒါဒီနေ့ကတော့ဗမာကျက်နဲ့ချက်လိုက်တာပေါ့နော်အဲ့ဒါကိုကျမကပထမဆုံးဂျင်းနဲ့ကြက်သွန်ပြူစီတက်တယ်ဂျင်းနဲ့ကြက်သွန်ပြူစီတက်ပြီးတော့မှကြက်သွန်အနီလေးကိုလည်းအတုံးလေးလိထားတယ်ခရမ်းညင်လေးတုံးလေးလိထားတယ်ဂျင်းနဲ့ကြက်သွန်ပြူစီတက်ပြီးတော့နီလာတဲ့ချိန်မှာကြက်သားထည့်လိုက်တယ်ပြီးတာနဲ့နည်းနည်းလေးနီအောင်မွေပြီးတော့မှကြက်သွန်အနီထည့်လိုက်တယ်ခရမ်းကျင်သီးထည့်လိုက်တယ်အယောင်နေမုံလေးထည့်လိုက်တယ်သူကခရမ်းကျင်သီးကလည်းအယောင်လာပြီးသားစနုံးမုံလေးနည်းနည်းထည့်တယ်ပြီးတာနဲ့ပဲငံပြားရေးအကျဲအနောက်ပြီးရင်ခရူစီလေးနည်းနည်းထည့်တယ်ပြီးချုံမုံလေးနည်းနည်းနဲ့ငံပြားရေးဗမာငံပြားရေးနည်းနည်းထည့်တယ်ဒါပဲဒါကအခုဒီမှာအရန်ကိုလှပတဲ့ရှမ်းခေါက်ဆွဲအနှစ်ကလေးရသွားပါတယ်ရှင်ဒါပါပဲဘာမှမခဲရင်မအောင်ကောင်းလိုက်တဲ့ရှမ်းခေါက်ဆွဲပါရှင်ဒါချစ်တို့လည်းဒါလောက်စားလို့ရတယ်ပေါ့နော်မုံညင်းချင်ကတော့ကိုယ့်ဘာသာကိုဟွာဖြစ်နေမှာကြက်သားတုံးလေးရဒီမှာဟွာတောင်ဖြစ်เสียမလို့ဘေးမှာပြီးမှလောက်လိုက်ပေါ့နော်ဒီမှာကျမနေပြပါမယ်ကျမရဲ့ရှမ်းခေါက်ဆွဲလေးကိုနေပြပါမယ်ရှင်အနှစ်ကလေးနဲ့ရှင်မရှိပြောရင်းနဲ့တော့စားချင်တာပါပြီအနှစ်ကလေးနဲ့တယ်ထင်းရင်အနှစ်ကလေးနဲ့ထပ်ထည့်တယ်ပေါ့နော်အနှစ်ကလေးနဲ့တယ်ထင်းအနှစ်ကလေးနဲ့ထပ်ထည့်အောင်ရှင်မရှိစားကြပါအောင်ရှင်မုံညင်းချင်ကိုကြိုက်တဲ့သူကလည်းမုံညင်းချင်ထည့်နေပေါ့နော်မကြိုက်တဲ့သူကတော့မနေနဲ့ပေါ့ရှင်ဘေးမှာကဲစားကြပါအောင်ရှမ်းခေါက်ဆွဲကိုယ့်အိမ်မှာကိုလှုပ်စားလို့ရပါတယ်ရှင်